ကန်းကြီးလို့ပြောလိုက်တာနဲ့စိတ်ပန်းပြင်းအနားယူဖို့တွားရောက်လဲပတ်ကြတဲ့နေရာတစ်ခုလို့ချက်ချင်းတွေးမိကြမှာပါဒါပေမဲ့အစမပြေမှုတွေရှိလာမယ်နောက်ပြီးကန်းကြီးမှာအန်ဒီရရှိလာမယ်ဆိုရင်တော့ဘာမှအတိတ်ပဲရှိတော့မှာမဟုတ်တော့ပါဘူးဒါပေမဲ့လည်းအန်ဒီရရှိတဲ့နေရာမှာတွားကျင်တဲ့သူတွေကလည်းရှိနေတတ်ကြပါတယ်အဲ့ဒါသူတို့အတွက်တော့အဆင်ပြေကောင်းပြေနိုင်မှာပါခုပြောပြပေးမယ့်အကြောင်းအရာကပန်းပြေအနားယူမယ်ဆိုသူတွေအတွက်ချောင်ချရမယ့်ကဘာပေါ်ကအန်ဒီရအများဆုံးကန်းကြီးတွေအကြောင်းကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်ဒီရင်ဆုံးစီစဉ်လေးမစတင်ခင်ကဘာကြီးတွေကထူးခြားအံ့ဖွယ်အကြောင်းအရာတွေကိုရှာဖွေတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ channel ကို subscribe လေးနှိပ်ထားကြပါအောင်ခင်ဗျာဟာနာကပိုင်း beach ဒီကမ်းခြေကဟာဝါရီကျွန်းစုတွေကကမ်းခြေတစ်ခုဖြစ်ပါတယ်ဒီကမ်းခြေကပင်လယ်ပြင်နဲ့တိုက်ရိုက်တစ်ဆက်တည်းချိနေတာကြောင့်လေပြင်းတိုက်ခိုက်ပြီးမကြာခဏလှိုင်းကြီးတတ်ပါတယ်ကမ်းခြေကတော့အပန်းဖြေဖို့အတွက်အရန်ကိုလှပနေပေမဲ့ရေလှိုင်းကြီးမှုတွေကြောင့်ရေလွှာချောစီရင်ရေကူးရင်လှိုင်းနဲ့ရောပါသိဆုံးမှုတွေရှိခဲ့ကြပါတယ်နောက်ပြီးဒီကမ်းခြေမှာလှမ်းတန်ခံနိုင်ဖို့အတွက်ကြောက်တန်းတွေနဲ့ကာကွယ်ထားတာလည်းမရှိလို့လာရောက်လက်ပတ်သူတွေအတွက်အန်ဒီရရှိတဲ့ကမ်းခြေတစ်ခုဖြစ်သတ်မှတ်ထားကြပါတယ် New Smyrna Beach အမေရိကန်နိုင်ငံဖလော်ရာဒီကမ်းခြေတစ်ခုပါအဲ့ဒီကမ်းခြေကိုတော့ကမ္ဘာမှာငမန်းတိုက်ခိုက်မှုအများဆုံးကမ်းခြေဖြစ်လူသိများကြပါတယ်အဲ့ဒီကမ်းခြေမှာနှစ်စဉ်ငမန်းတိုက်ခိုက်မှုတွေရှိနေတာကြောင့်အန်ဒီရများတဲ့ကမ်းခြေတစ်ခုဖြစ်သတ်မှတ်ထားပေမဲ့တချို့စွန့်စားခြင်းတဲ့သူတွေကတော့မကြာခဏတွားရောက်လဲပတ်နေကြတော့မှာပဲကန်စပိုင်လူကြီးမင်းတို့ချက်အားလီလို့ခေါ်တဲ့ငမန်းကြားတွေအကြောင်းပြောမယ်ဆိုလို့ရှိရင်တော့တောင်အာဖရိကမှာရှိတဲ့ကမ်းခြေအကြောင်းတော့မပါမဖြစ်ပြောရမှာပါပဲ။ဘာလို့လဲဆိုတော့ကမ်းခြေကတဲတောင်မြေတွေကြောက်တန်းတွေနဲ့အရန်ကိုလှပနေပေမဲ့ငမန်းတွေရဲ့အတိုက်ချရာကြောက်တွင်းတွေဟာဒီအောက်မှာအများပြရှိနေတာကြောင့်ရေကူးတဲ့အခါအဲ့ဒီငမန်းတွေရဲ့တိုက်ခိုက်တာကိုခံရမှာတော့အသေးချပါပဲ။ဒါကြောင့်လေလူတော်တော်များများကအဲ့ဒီကမ်းခြေကိုချက်အားလီလို့တော့ခေါ်ကြပါတယ်။ Quite of legend ဩစတြေးလျမှာရှိတဲ့ဒီကမ်းခြေကတော့ jellyfish တွေရဲ့ကျက်စားရနေရာတစ်ခုဖြစ်ပါတယ်။အဲ့ဒီငါးတွေကပင်လယ်ငါးတွေဖြစ်ပြီးအစိတ်ရှိပါတယ်။ဒေသခံတွေကတော့ပင်လယ်နဲ့မြင်းနဲ့ရှိတ်ဆက်ထားတဲ့မြို့ဝတွေမှာရေမကူးဖို့အကြံပေးထားကြပေမဲ့မြို့ဝမှာမဟုတ်ပဲကမ်းခြေတစ်ဝိုက်မှာလည်း jellyfish တွေနေထိုင်နေကြပါတယ်။ဒါပေမဲ့လည်းရေကူးဝတ်စုံဝတ်ပြီးအဲ့ဒီ jellyfish တွေကြားမှာရေကူးနေရတာကိုကြိုက်နေတဲ့သူတွေကလည်းရှိနေကြပါသေးတယ်။ Player size flight ဒီကမ်းခြေကိုတော့တင်မင်းတမန်လို့တော့တင်သားခေါ်ခံရတဲ့ကမ်းခြေတစ်ခုပါအဲ့ဒီကမ်းခြေကတဘာဝအလျာတရားတွေနဲ့ပြည့်နေပေမဲ့အဲ့ဒီလတရားတွေရဲ့နောက်ွယ်မှာတိတ်ကြောက်စရာကောင်းတဲ့လိုင်းလုံးကြီးတွေရှိနေကြပါတယ်အဲ့ဒီလိုင်းလုံးကြီးတွေနဲ့ထိမိပြီဆိုရင်တော့သူတို့ဆွဲခေါ်တာကိုလိုက်သွားဖို့ပဲရှိပါတော့တယ်ဒါကြောင့်လည်းအဲ့ဒီကမ်းခြေမှာရေစင်းကူပြီဆိုတာနဲ့အသက်ကယ်ဖွဲ့တွေကအချိန်ပြည့်စောင့်ကြည့်နေကြရတာပါဒါပေမဲ့လည်းအလဲပတ်အနေနဲ့လုံးဝမသွားတဲ့ကမ်းခြေတစ်ခုဖြစ်ပါတယ်Morecambe Beach အခုကမ်းခြေကအင်္ဂလန်နိုင်ငံကပင်လယ်ကွေ့ပေါ်မှာရှိနေပြီးတဲတောင်မခိုင်မာတာတွေနဲ့ရေအောက်မှာရေမြောင်းတွေရှိနေပြီးအဲ့ဒီရေအတက်အကျတွေကြောင့်အန်ဒီရရှိတဲ့ကမ်းခြေတစ်ခုဖြစ်သတ်မှတ်ထားကြတာပါအပန်းဖြေတရားတွေအများကြီးရှိနေပေမဲ့လည်းတချို့နေရာတွေမှာတဲနုံတွေလိုစုပ်ယူတတ်တဲ့နေရာမျိုးတွေရှိနေကြပြီးနစ်မြုပ်သွားတဲ့ဘယ်အရာမှပြန်ပေါ်မလာတော့ပါဘူးလူကြီးမင်းတို့အနေနဲ့ကိုမရှိသေးခြင်းတဲ့သူတွေကိုအဲ့ဒီနေရာကိုသွားဖို့အကြံပေးလိုက်ကြပါခင်ဗျThese are all fast-flowing rivers, and when that water meets the incoming tide, it can cause serious unsettlement of the sands and make it very dangerous. Champadi Beach ဒီကမ်းခြေကတော့အရင်ကအရင်ကြီးဆိုးခဲ့တဲ့နေရာတစ်ခုမဟုတ်ခဲ့ပါဘူး။ဒါပေမဲ့လည်း2011ခုနှစ်လောက်မှာကြောင်မီးသွေးမက်ထရစ်တန်ချင်း6000ကျော်တင်ဆောင်လာတဲ့သင်္ဘောတစ်စီးဟာအဲ့ဒီကမ်းခြေနားမှာနစ်မြုပ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ရေတွေဟာတိတိတသားပဲအယောင်တွေပြောင်းလဲပြီးညဉ့်ညမ်းလာခဲ့ပါတယ်။နောက်ပြီးပေါင်းချင်းရဲ့ကမ်းခြေပေါ်ထိမ့်သိမ်းမှုတွေညံပြင်းလာကြောင်းအမိုက်တွေကကမ်းခြေတစ်ဝိုက်မှာချိနေတတ်ပြီးကမ်းခြေတစ်ခုလုံးကိုအကြီးတန်းစေခဲ့ရပါတယ်။ Maison Beach ဒီနေရာလေးကိုမြင်တဲ့သူတိုင်းကတော့ချစ်သူနဲ့တူချောက်လဲကျင်လိုက်တာလို့တွေးမိကြမှာပါ။ဒါပေမဲ့လည်းအမေဇုန်တောနဲ့ဆက်ဆက်နေတဲ့ကမ်းခြေဖြစ်နေတာကြောင့်တောကြီးမွေမျိုးတွေသူ့ကိုထိရင်ဘယ်တော်မှမဆိုတည်တည်နိုင်တဲ့လျှက်စစ်တအားထုတ်ငချင့်တွေနဲ့ Bushfire Fish လို့ခေါ်တဲ့အသားသားငါးတွေရဲ့တိုက်ခတ်မှုတွေကိုခံရနိုင်ပါတယ်။ပြီးတော့မူရစ်စေလောကနဲ့ရောဒုစရိုက်လောကနဲ့ပါနှီးစပ်နေလို့ပတ်ဝန်းကျင်ကလုံခြုံမှုမရှိပါဘူး။ဒါကြောင့်ရေပေါ်ရေအောက်အန်ဒီရများတဲ့ကမ်းခြေတစ်ခုလို့ပြောလို့ရပါတယ်။
ခီလာဝေးဟာဝါဒီကျွန်းစုမှာရှိတဲ့ဒီကန်းကြီးကတဲတောင်မြင်းကအနဲ့ရောင်ဖြစ်နေလို့ထူးခြားနေတဲ့ထင်ပြီးတွားရောက်လဲပတ်တာမျိုးမလုပ်မိဖို့တော့ကြံပေးပြရစီဘာလို့လဲဆိုတော့ကူတီအောင်မီးမငိမ့်သေးတဲ့မီးတောင်တွေရှိနေကြလို့ပါချော်ကြီးချော်ခဲတွေရဲ့လင့်စင်မှုတွေကလည်းရှိနေပြီးရေအပူချိန်မြင့်တက်လာချိန်ဆိုရင်130ဒီဂရီလောက်ထိအောင်ရောက်သွားတတ်ပါသေးတယ်ဒါကြောင့်တွားရောက်လဲပတ်လို့မကောင်းတဲ့ကန်းကြီးတစ်ခုဖြစ်တင်ပြလိုက်ရပါတယ်ခင်ဗျာဗီဒီယိုလေးကိုစုံထိနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့ကိုကျေးဇူးအထူးပဲတင်ရှိပါတယ်အခုဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်လက်ကလေးတစ်ချက်လောက်နဲ့အားဖြည့်ပေးခဲ့ကြပါအောင်ခင်ဗျာနောက်ထပ်ကဘာကြီးထဲမှာဘလို့ထူးဆန်းအံ့ဩစရာအကြောင်းအရာတွေကိုရှာဖွေတင်ဆက်သွားအောင်မလဲဆိုတာစောင့်မျှော်နားဆင်နိုင်မှုအတွက်ကျွန်တော်ရဲ့ channel လေးကို subscribe နဲ့တူခေါင်းလောင်းလေးနှိပ်သွားခဲ့ကြပါအောင်ခင်ဗျာ